Hello，大家好，阿罗妹明啦吧？一起来今天有钱的嘛就做吧嘞，那是你嘛咯，老安都丢这个定安咋？昨天你比如上面哈，那样东西事故，都是了比如你来接要嘛？然后早六个态度的阿龙啊，上面那样东西事故来接来吧，怎么样？好，开始吧，一起看。然后我家里丢黑里个，在哪里呗的？我家里丢黑里个，在里边，所以不是表来说。我越来越喜欢吃中国菜。我越来越喜欢吃中国菜。我真的越来越不必了。家里所以这边的呀，喏，喜欢吃的啥啦？这的中国菜的丢啥丢黑里个中国菜路过来。ဒါကြောင့်ငါကတရုတ်ဟင်းလျာတွေကိုပို့ပြီးတော့ကြိုက်လာတယ်လို့လည်းပြောလို့ရတယ်။ကြားလေတရုတ်ဟင်းလျာတွေကိုပို့ပြီးစားရတာကြိုက်လာလေတယ်လို့ပြောလို့ရတယ်နော်။အဲ့တော့我越来越喜欢吃中国菜。我越来越喜欢吃中国菜。ငါတရုတ်စားတွေကိုတရုတ်စားတွေကိုပို့ပြီးတော့ကြိုက်လာတယ်။ပို့ပြီးတော့စားရတာသဘောကျလာတယ်လို့ပြောတာနော်။下一个ငါကတဲ့တဖြည်းဖြည်းနဲ့ဟောပေါ်စားရတာကိုပိုကြိုက်လာတယ်။我越来越喜欢吃火锅。我越来越喜欢吃火锅。我越来越不比较喜欢吃啥啦？在的火锅是那个火锅路口的，大家火锅啥那个不比较在哪里路这边呀的不呢？我越来越喜欢吃火锅。下一个，我家里度过都不家里边，我越来越不喜欢他。我越来越不喜欢他。喜欢他度都不家里，不喜欢他度都不家务。而我家里度都不家里边，所以我越来越不喜欢他。我越来越不喜欢他。我家里ဒီဖက်ကိုတဘောကြလေးပဲကြိုက်လေးပဲငါပြောမှဆိုရင်ငါဒီဖက်လေးကိုပို့ပြီးတော့တဘောကြလာတယ်အဲ့လိုမျိုးတွေပဲလေရတယ်我越来越喜欢这双鞋了。我越来越喜欢这双鞋了。我越来越喜欢ပို့ပြီးတော့ကြိုက်တယ်这双ဆိုတာဒီတစ်စုံ鞋ဆိုတာဖက်ကိုပြောတာ这双鞋的ဒီဖက်တစ်စုံဒီဖက်တရားကိုအဲ့တော့我越来越喜欢这双鞋了。我越来越喜欢这双鞋了。ငါဒီဖက်ကိုပို့ပြီးတော့ကြိုက်လာတယ်သဘောကျလာတယ်ပေါ့နော်下一个ငါကြားလေအလုံးမစင်းကျင်တော့ဘူးတဲ့我越来越不想上班了。我越来越不想上班。我越来越家里不比较不想上班。上班ဆိုတာအလုပ်ဆင်းတာရုံတက်တာကို上班လို့ခေါ်တယ်အဲ့တော့不想上班ဆိုတော့ရုံမတက်ခြင်းဘူးအလုပ်မဆင်းခြင်းဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်好下一个ဒီမျိုးပြရဲ့ပတ်ဝန်းကျင်ကတဖြည်းဖြည်းနဲ့ပုံမကောင်းမွန်လာပြီဒီမျိုးပြရဲ့ပတ်ဝန်းကျင်ဟာတဖြည်းဖြည်းနဲ့ပုံမကောင်းမွန်လာပြီဆိုရင်ဘယ်လိုပြောလဲဆိုတော့这个城市的环境变得越来越好了。这个城市的环境变得越来越好了。这个城市的城市是吧？မျိုးပြကိုပြောတာ这个城市的ဒီမျိုးပြရဲ့环境是吧？ပတ်ဝန်းကျင်好环境ပတ်ဝန်းကျင်က变是吧？ပြောင်းလဲတာကိုပြောတာ变得ပြောင်းလဲတာ越来越ပိုပြီးတော့ပို၍好了ဆိုတာကောင်းမွန်လာတယ်လို့ပြောတာ越来越好了ပိုပြီးတော့ကောင်းလာတယ်အဲ့တော့ဒီမျိုးပြရဲ့ပတ်ဝန်းကျင်ကတဖြည်းဖြည်းနဲ့ပုံမကောင်းမွန်လာတယ်ဆိုရင်这个城市的环境变得越来越好了。这个城市的环境变得越来越好了。下一个ဟန်ဖုန်းကငါတို့ရဲ့လေးလာတင်ယူမှုနဲ့အလုပ်ကိုပို့ပြီးတော့အဆင်ပြေလာတယ်ဟန်ဖုန်းကငါတို့ရဲ့လေးလာတင်ယူမှုနဲ့အလုပ်ကိုတဲ့ပို့ပြီးတော့အဆင်ပြေစေတယ်အဆင်ပြေတယ်ဆိုရင်ဘယ်လိုပြောလဲဆိုတော့手机使我的学习工作越来越方便手机使我们的学习
工作越来越方便了。手机还不牙的，我们的实则ဖြစ်စီတယ်လို့这边呀，实则ဖြစ်စီတယ်。我们的学习，我们的ဆိုတာကျွန်တော်တို့ရဲ့学习ဆိုတာလေ့လာသင်ယူမှု工作ဆိုတာအလုပ်学习工作လေ့လာသင်ယူမှုနဲ့အလုပ်ကို越来越ပိုပြီးတော့方便ဆိုတာအဆင်ပြေတော်လို့တွေပြရတယ်အဲ့တော့ဟန်ဖုန်းငါတဲ့ငါတို့ရဲ့လေ့လာသင်ယူမှုနဲ့အလုပ်ကိုပိုပြီးတော့အဆင်ပြေတယ်ဆိုရင်手机使我们的学习工作越来越方便好ဒါကတော့လုပ်ငန်းသုံးတရုပ်စကားပြောသင်ခန်းစာစောက်ထဲနေပြီးတော့စာမျက်နှာ238ကိုအတူတူလေ့လာခဲ့တာပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာစာမျက်နှာ239ကိုဆက်လက်ပြီးတော့အတူတူလေ့လာကြမယ်ပေါ့နော်ဟုတ်တော့ကျွန်တော်ရဲ့ channel လေးကိုအမြဲကြည့်ရှုလေ့လာအားပေးနေကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အဲ့တော့ channel လေးကို subscribe မနှိပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe နှိပ်ပြီးတော့ဘေးနားက notification ဘယ်လေးကိုနှိပ်ထားပေးခဲ့ဖို့တယောက်ချင်းစီတိုင်းကိုအထူးပဲမြတ်တရက်ခံပါတယ်ခင်ဗျာ好，那我们下次再见，谢谢大家。